အားလုံးပဲမင်္ဂလာပါရှင်ကျမအနေနဲ့ဒီကနေ့မှာတော့ UNESCO ကမ္ဘာအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ပုဂံဖျားများရဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပုဂံမှာစီရီပထိုးတွေများစွာရှိရတဲ့မှာစိတ်ဝင်စားဖွယ်ရာဘိတုကလရာတွေကြောင့်နာမည်ကျော်ကြတဲ့စိတ်ညက်ညီမဖျားရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာမို့ရှေးအောင်ယဉ်ကျေးမှုကိုစိတ်ဝင်စားတဲ့ပရိသတ်တွေအနေနဲ့အဆုံးတိတိရှုပေးပါအောင်နော်ညီမဖះက17ရာစုကမစိန်ခက်အမည်ရှိတဲ့တတိသမီးတူကတီထားကိုးဝယ်ခဲ့ကြောင်းကိုအစဉ်လာရဆိုခဲ့ပါတယ်။ဒါပေမဲ့ဘိတုကလက်ရကတော့73ရာစုကလက်ရဖြစ်မယ်လို့ခန့်မှန်းကြပါတယ်။စိန်ညက်ညီမဟာဖះတရားမှာတတိုင်းကိုနှစ်ထပ်ခတ်မိတဲ့အတွက်ဘယင်ကညီမနှစ်ဦးကိုကွပ်မျက်ခဲ့လို့လည်းအဆိုရှိခဲ့ကြပါတယ်။စိတ်ညက်ညီမဖះဟာထူခြားတဲ့အစီအရီဖြစ်ပါတယ်။အောက်ခြေလေးတောင်ဖြစ်ပြီးတော့ပစ္စယ30ခက်မြင့်မြင့်ရှိပါတယ်။အဲဒီပေါ်မှာခေါင်းလောင်းပုံစံစီးရီရှိပါတယ်။အထက်တပိတ်မောင်းနဲ့ကပတ်မှာဘလူးပန်းဆွဲအင်္ဂလိပ်ပန်းလက်ရာများရှိပါတယ်။ခေါင်းလောင်းပုံမှာလေးမျက်နှာ၌မုတ်ကတ်ငယ်လေးခုအတွင်းဓမ္မစကြာမုဒရာစင်းတုငယ်များရှိပါတယ်။ခေါင်းလောင်းပုံအထက်မှာဖယုံတုံးခံပြီးတော့ဖောင်းရင်အစစ်စစ်တက်သွားပါတယ်။ပစ္စယတောင်များမှာကလတာအိုးတရံတောင်စီရီများရှိပါတယ်။ဒုတိယပစ္စယမှာတော့တောင်စီရီများရှိပြီးတော့ချင်းသေးရုံများဖြင့်တစားဆင်ထားပါတယ်။ဒီပထိုးစီလက်ရာကတော့ထူးခြားတဲ့လက်ရာဖြစ်ပါရဲ့ရှင်။မြန်မာယဉ်ကျေးမှုအမွေအနှစ်တွေကိုမျှဝေပေးနေတဲ့ကျမတို့ရဲ့ channel လေးကိုကြည့်ရှုပေးတဲ့အတွက်ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရှင်။ကျမတို့ရဲ့ channel လေးကို like and share နဲ့ subscribe ပြုလုပ်ပေးဖို့မမေ့ပါနဲ့နော်။အသစ်တင်တဲ့ဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ bell icon လေးကိုလည်းနှိပ်သွားပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။